Hi guys, I'm Leo and welcome back to my channel. You need video liga makeup usingမျိုးတဲ့နဲ့ makeup using မျိုးတဲ့နဲ့လာပါလေးဖြစ်အောင်ဘယ်လိုပြင်ပြမလဲဆိုတာပြပြပေးမယ်တူတိုလေးပဲဖြစ်ပါတယ်ဒီ video ထဲမှာဆိုရင်ပေါ့နော်အခုချိန်ကဘယ်လိုပြောမလဲစီးပွားရေးလေးချက်လေးနေချိန် budget နည်းနည်းလေးနဲ့လာပါလေးဖြစ်အောင်ပြင်ခြင်းနဲ့ main ကလေးရဲ့အတွက်ပြီးရင်15-16ရွယ် main ကလေးတွေနဲ့အခုမှ makeup စားလိမ့်မယ်သူတွေအတွက်ပစ္စည်းနည်းနည်းလေးနဲ့ဒါမျိုးလာပါလေးဖြစ်အောင်ဘယ်လိုပြင်ရမလဲဆိုတာကိုပြပြပေးထားတဲ့တူတိုလေးဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးဖို့မျှော်လင့်ပါတယ်နောက်ထပ် vlog တွေမှာလည်းအခုလိုမျိုး makeup tutorial လေး makeup နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်လို့ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like follow subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဲဆိုရင်ဒီဗီဒီယိုကိုစလိုက်ကြရအောင် Ella quiere que la haga sudar. Ella quiere voy a darle တမဦးသော makeup မသိငင်မှာဒီရဲ့ဒီရနာလက်စွပ်ကြီးနဲ့သပင်စီစပြီးတော့စီးပါမယ်သပင်ကဒီကအရှိထားနေတာဆိုတော့လူရဲ့သပင်လေးကိုအခုကဒါမရှိသေးကွာမတက်မရလေးဖြစ်နေသေးတော့သပင်စီးထားမှာပေါ့နော်သပင်စီးရမှာလူရုပ်ထွက်တာမဟုတ်ရင်သပင်ကပါငတ်တိုက်လို့ပါလို့ဖြစ်နေတဲ့အတွက်လူရဲ့သပင်လေးကိုအရင်ဆုံးစီးလိုက်ပါမယ်ပထမဦးဆုံးအနေနဲ့ဒီကဒီ foundation မလိမ့်မဲနဲ့ပေါ့နော် BB cream ဒီ Nicara ကထွက်ထားတဲ့ BB cream လေးကိုလိမ့်ပါမယ်ဘူးကတော့အစ်စ်ပေါ့နော်ဒါပေမဲ့သိမ်းထားကြတော့ဖုံတက်တော့ဖုံနေတော့မှထွက်လာပြီဒီကလက်သေးတက်ထားဆိုတော့ထုံးစံတိုင်းဘူးဖွင့်တဲ့ခြားမှာနည်းနည်းတော့တရုပ်ပြပါတယ်အသက်နဲ့ကြိုက်ပြီးတော့ဖြဲချပလိုက်တယ်ပေါ့နော်လောက်တရှုပ်လို့ပါအဲ့တော့ဖြဲချလိုက်တော့ပို့ပြီးတော့အဆင်ပြေသွားတယ်ရောရန်တရုပ်ပြတ်သွားရဲဆိုရင်လည်းတောင်းပန်ပါတယ်ဖြဲချတာမှဘူးကထွက်မလာသေးဘူးနည်းလေးစိတ်တူရတယ်အဲ့ဘူးကနောက်ဆုံးတော့ထွက်လာခဲ့ပါပြီဒီဟာလေးကိုလေးရော number 20ဆိုတဲ့ color လေးဆိုပါမယ်သူကလေ BB cream ဆိုမဲ့ the concealer effect လေးရောပါတဲ့အတွက်ကြောင့်မို့လေးကိုနေနေတော့ဒီ coverage ကောင်းမယ်လို့တော့ထင်တယ်ပေါ့နော် concealer effect လေးပါအောင်ဒီ concealer ဆိုတဲ့စာတန်းလေးကိုပြနေတာအဲ့ဒါလေးဟိုကင်မရာကလေးရဲ့ဖုန်းကကင်မရာတိတ်ပြီးတော့မကောင်းတော့စာတန်းတိတ်ပြီးရှင်းအောင်မမြင်ရပါဘူးဘူးမှပြလည်းမမြင်ရပါဘူးချက်ဘူးခမပြလည်းမမြင်ရပါဘူးအဲ့တော့ကျတော့ဒီဟာလက် concealer effect ပါတယ်ဆိုတာလေးကိုလေးကပြချင်တာပါဒါကိုပြနေတော့မယ်နော်သူကဆွဲမလျှော့ဘူးအရန်ပြတာမမြင်မြင်အောင်ပြတော့တာပဲအဲ့ဘူးကတော့ plastic လေးကိုလေးခွာထားရပေါ့နော်ဒီပုံစံနဲ့plastic ကခွာတယ်တော့မလို့ဘူးဒီပုံစံနဲ့ရိုးလေးတိုင်းလေးလိုက်ရုံပဲဒါပေမဲ့ထွက်ရတာနည်းနည်းတော့အားထည့်ရတယ်သူကထွက်ချင်တာလို့မထွက်ချင်တာလို့ခဲအခုတော့အောက်တွေပြုတ်ကြကုန်ပြီမလင်းရပဲနဲ့ဟိုမျက်နှာလေးရတာနည်းနည်းအောက်ပြုတ်ကြတာများများဖြစ်နေအခုတော့ကိန်းမောကိုခရင်တို့လိုမျိုးလေးအဲ့မျက်နှာကိုဟိုရှိတီရှိချောင်းရှိခွေးချစ်လေးချစ်ပြီးတော့လိမ့်ပါမယ် BB cream ဆိုတော့ foundation လောက်ကြီးလည်းမထူဘူးအပြင်သွားပါညာအတွက်ဆိုတော့အဆင်ပြေတယ်အဲ့တော့ foundation နဲ့လိမ့်ရတော့စိတ်တော့ရှိရတယ်ထွက်မလာဘူးအရန်သူအရန်ထဲမှာပဲနေနေတာကွယ်ထွက်ကိုမလာဘူးဘယ်လိုလုပ်ရမလဲတော့မသိဘူးအဲ့ဒါစိတ်ပေါက်တာနဲ့လက်နဲ့ယူပြီးတော့ပဲလိမ့်ချလိုက်ပါတယ်ပြီးသွားရင်တော့ဥလေးနဲ့တတိချာဖြည်းဖြည်းချင်းလိုက်ပြီးတော့ blend ကြည့်လိုက်ပါမယ်ပေါ့နော်ဒီက foundation blend ပါညာအတွက်ဆိုတော့ဒီကဒီဥသုံးတာပဲများတယ် brush ကကြတော့လေဟိုဒီပနည်းနည်းပကြည်ကြည် look ရခြင်း brush သုံးရပါတယ်ရိုးဒီလိုထူလေးရခြင်းနဲ့ဆိုတော့ဥသုံးရတယ်ပေါ့နော်သူနည်းနည်းလေးပဲလိမ့်ခါရှိတယ်များဒီအခုဆိုတော့ဒါတစ်ထက်ဆိုမြဲလဲဟိုဘယ်လိုပြောမလဲလို့ BB cream ကိုမျက်နှာပေါ်အများကြီးတင်လိုက်တာမဟုတ်ပြင်မယ်လေ full coverage လောက်မဟုတ်ပြင်မယ်လေနည်း medium coverage လောက်တော့ရှိတယ်ပြီးတော့မျက်နှာလေးကိုပေါ့နော် smooth ဖြစ်ပြီးတော့ glow သွားတဲ့ပုံစံလေးကွာတေချာကြည့်လိုက်ရင်အဲ့လိုမျိုးပုံစံလေးဖြစ်နေပါတယ်ဘာဖြစ်သူကဟိုတောင်းမကြော်လို့ဝယ်တော့8000လားမသိအဲ့ဒီ8000နဲ့ပေးရတဲ့ဈေးနဲ့လုံးဝတန်တဲ့ effect ကိုရရလို့အရန်အံ့ဩနေမျက်နှာကိုကြည့်လိုက်မျက်နှာအရန်နေအံ့ဩနေတာအရန်ဟာ8000နဲ့တန်လိုက်တာပေါ့ကွယ်ဟိုပုံမှန်အပြင်သွားတာလောက်ဘာညာသေးတော့9ဝယ်လောက်ဆိုရင်တော့ဒီ8000နဲ့လောက်ပဲလိမ့်တာပို့ပြီးအဆင်ပြေလိမ့်မယ်အခုချိန်នេះခါနဲ့ဆိုရင်လေကြည့်လိုက်ကွယ်အရန်မိုက်တော့ထိမိနေတာပဲအရန်ထိမိနေစမှုဖြစ်နေပေါ့နော်ကြည့်ရတာအဲ့တော့ foundation ပထမဦးဆုံး foundation ပစ္စည်းပေါ့နော်ပြီးသွားပါပြီပြီးသွားပြီဆိုရင်လေကသူ့ရဲ့ပစ္စည်းကွာ concealer effect လည်းပါတဲ့အတွက်လေကဒီညမအိတ်ထားတဲ့မျက်လုံးရဲ့အောက်ညူနေတဲ့ဟာလေးတွေကို concealer အစား BB cream လေးသုံးလိုက်ပါမယ်concealer ကိုရိုးမျက်လုံးအောက်ကျိုးအရန်အများကြီးထည့်တာထက်မျက်လုံးထောင်လေးနှစ်ခုကိုပဲတေချာဥစားပေးပြီးထည့်ဖို့အတွက်ပြောချင်တယ်ပေါ့နော်
ပြီးရင်လေးရဲ့ဒီမဟာဝက်ချန်တော်ကြီးပေါက်နေတဲ့နေရာလေးမှာလည်းကွန်ဆလာလေးပုံပါမယ်နှစ်ဖူးမှာလည်းဝက်ချန်တော်ပေါက်တယ်နှစ်ဖူးကဝက်ချန်ကိုတော်ပေါက်တယ်ပြီးရင်ဒီလိုမျိုးနှစ်ထင်လို့ခေါ်တာအဲ့နှစ်ထင်သားလေးအမဲသက်လေးပေါ်ကိုလည်းကွန်ဆလာလေးဖုံးလိုက်ပါမယ်ပြီးရင်တော့ခုနတုန်းကဥလေးနဲ့ပဲဘလန်းလိုက်မယ်ဒါလည်းတော်လေးကိုဆင်ပြေပါတော့ coverage လည်းမဆိုးဘူး full coverage မဟုတ်ပေမဲ့လည်းအဆင်ပြေတယ်ဒီကွန်ဆလာ effect ပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကွန်ဆလာတစ်ချောင်းထပ်ပြီးဝယ်ကြမျိုးတော့ပေါ့ပစ္စည်းတစ်မျိုးနဲ့8000နဲ့ budget safe ဖြစ်တဲ့ပစ္စည်းလေးပဲဖြစ်ပါတယ် Okay ဒုတိယပစ္စည်းတစ်ခုအနေနဲ့ဒီကဒီ Savannah color ကထွက်ထားတဲ့ eyebrow cake ဆိုပေမဲ့ eyebrow palette ပေါ့နော် eyebrow palette လေးနဲ့ကိုသုံးပြီးတော့လျှို့ရမျက်ခုံးမွေးလေးကိုတိတိကျကျလေးဆွဲပါမယ်ပထမဆုံးမျက်ခုံးမွေးဆွဲခင်မှာလို့တော့ဒီမျက်ခုံးမွေး brush လေးနဲ့မျက်ခုံးမွေးလေးကိုတိကျညှိလိုက်မယ်ပြီးရင်မျက်ခုံးမွေးအနောက်နားလေးတွေကိုပဲဦးစားပေးပြီးတော့တိကျလိုက်ပြီးတော့ဆွဲမယ်ပေါ့နော်အောက်လီကတော့မျက်ခုံးမွေးဆိုင်အောက် line ကနေအချင်းစဆွဲပါတယ်ဘယ်လမ်းကပဲစဆွဲစီလေးမျက်ခုံးမွေးကအဓိကလောက်ပဲပေါ့နော်ပြီးရင်ဒီခုန BB ခွန်လေးနဲ့ပဲကွန်ဆလာပုံစံအနေနဲ့သုံးပြီးတော့ဒီမျက်ခုံးမွေးလေးကိုအနားလေးတက်မယ်ပေါ့နော်ဟိုမျက်ခုံးမွေးမဆွဲတဲ့လူရဲ့အတွက်လည်းဒီလိုအနားတက်ပုံစံလေးကပို့ပြီးတော့အဆင်ပြေစေပါတယ်မျက်ခုံးမွေးလေးပို့ပြီးတော့လှသွားအောင်ပေါ့နော်အဲ့တော့လေးကအပေါ်ပေါင်အောက်ပေါင်လေးကိုတိတိကျကျလေးမျက်ခုံးမွေးလေးကိုပေါ့နော်ဒီ BB ခွန်လေးနဲ့တိတိကျကျလေးလှလှပပလေးဖြစ်အောင်တက်ရလေးပေါင်လေးတိကျလိုက်လုပ်ပေးပါတယ်ဒါဆိုရင်တော့လှပကြော်ရှင်တန်ရှင်းတရက်နေတဲ့မျက်ခုံးမွေးရပြီထိတ်အမွေးလေးတွေကိုလည်းလျော်တိတိကျကျလေးဘီးလေးနဲ့ဖိပေးမယ်ပေါ့နော်ဒါမှတဘာဝဆန်ဆန်လေးဖြစ်အောင်လို့ပါတဘာဝဆန်တော့မျက်ခုံးမွေးအားဆွဲသားခြင်းဖြစ်ပါတယ်โอเคနောက်တစ်ဖက်လည်းဆွဲပြီးသွားပြီဆိုတော့တတိယအဆင့်အနေနဲ့လျော်ကဒီ eyebrow palette ထဲရပဲအညိုနုလေးကိုနှလုံးရဲ့eyeshadow base အနေနဲ့ base color အနေနဲ့သုံးလိုက်ပေါ့နော်အညိုနုလေးကိုမျက်လုံးတစ်ဝိုက်မှာမျက်လုံးတစ်ခုလုံးပေါ့မျက်လုံးတစ်ခုလုံးကိုတည်တည်ချာချာလေးလိုက်ပြီးတော့ blending brush လေးနဲ့တည်ချာလေး blend လုပ်လိုက် blend လုပ်လိုက်ပါမယ် shade blend မယ် blend မယ်ဒုတိယတရားအနေနဲ့ခုနအညိုထက်သစင်းနဲ့ရောင်လေးကိုဒီကမျက်လုံးအရှိပေါ့နော်မျက်ရည်ထဲကိုမျက်လုံးနောက်ထောင်လေးကနေစပြီးဖြည်းဖြည်းချင်းဒီချာချာလေး blend ပါမယ် eyeshadow ဆွဲချိန်မှာပေါ့နော် blending ကအဓိကအရေးပါဆုံးပဲ blending ကောင်းကောင်းလေး blend နိုင်တယ်ဆိုရင် eyeshadow look လေးကပုံမှန်ထက်ပိုပြီးတော့လှပပလေးရပါတယ်အဲ့တော့လျိုတို့ကမျက်လုံးထောင်လေးကိုထည့်ဖို့အတွက်ပေါ့နော်ခုနကတော့မျက်လုံးအပေါ်မှာသုံးခဲ့တဲ့အရောင်ထက်ပိုပြီးတော့ညိုတဲ့အရောင်လေးကိုမျက်လုံးထောင်လေးပဲတောင်နားလေးတစ်ဝိုက်ကိုပဲပေါ့နော်တိတိကျကျလေးဟိုက်ပြီးတော့ blend ပါမယ်ဒါဆိုရင်ဒီလိုကဘယ်လိုပြောမလဲ smoky effect ပုံစံမျိုးလေးရသွားပါပြီအဲ့တော့ခုနနောက်ဆုံးသုံးခဲ့တဲ့အညိုရောင်အရင်ဆုံးရောင်လေးကိုပဲမျက်လုံးအောက်လေးကိုထည့်ပါမယ်မျက်လုံးအောက်ထည့်တာပေါ့နော်မျက်လုံးအောက်ထည့်တဲ့ဖက်နဲ့မျက်လုံးအောက်ထည့်တဲ့မထည့်ထားတဲ့ဖက်ဆိုရင်ဒါကြည့်လိုက်တာနဲ့ကွာဘယ်ဘက်ကလှလဲဆိုတာပို့ပြီးတော့သိတာတယ်မျက်လုံးအောက်ထည့်တဲ့ဖက်လေးကပို့ပြီးတော့တဘာဝဆန်ဆန်နဲ့လှလှလေးဖြစ်စေပါတယ်မျက်လုံးအောက်ဆိုပေမဲ့လည်းမျက်လုံးထောင်ပဲတည်တည်ချာထည့်မယ်ပေါ့နော်အဲ့ဒီနာလေးကိုတော့လေကဒီနီခါရာတစ်စိတ်တည်းပဲရွေးထားပါတယ်တတိယမြပစ္စည်းလေးပေါ့အဲ့ဒီနာကိုသူများတွေကတော့အနောက်တောင်းကနေအရင်ဆွဲကြမယ်လီကတော့အရှိရဆွဲရတာပို့ပြီးတော့အားရတဲ့အတွက်အရှိရနေပဲဆွဲပါတယ်ပြီးကြမှာမျက်လုံးထောင်နာလေးကနေပြီးတော့ဝင်းလေးတီးလေးထုတ်လိုက်မယ်ဝင်းထုတ်တဲ့အချိန်မှာလည်းတိတိကျကျလက်ကိုငြိမ်ငြိမ်လေးစိတ်ကိုငြိမ်ငြိမ်ထားပြီးတော့ထုတ်ရင်တော့လှလှပပလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဝင်းထုတ်ပြီးတဲ့အချိန်ကျမှဒီကခုနကတော့အချိန်မှာဆွဲခဲ့တဲ့ line နဲ့အခုဝင်းထုတ်တဲ့ line တွေကိုဒီချာလေးဆက်ပြီးတော့ eyeliner လေးကိုဖြည့်ပြီးတော့စိုးလိုက်ပါမယ်ဒါဆိုရင်တော့ဝင်း eyeliner လှလှပပလေးရပါပြီโอเคနှစ်ဖက်လုံးလည်းလာသွားပြီဆိုတော့အရန်နေလာသွားပြီကြည့်လိုက်ပါဒီပြမဟာနှာခေါင်းကြံပါသေးတယ်မဟာနှာခေါင်းကိုလည်းဒီ eyebrow palette ထဲကနေပြီးတော့ဒုတိယအဆင့်ညိုတဲ့အရောင်လေးကိုမျက်ခုံးဆက်ကနေပြီးတော့ချပြီးတော့ဆွဲမယ်ပေါ့နော်
နာယိုတစ်ချောက်လေးကိုသေသေးချာချာလေး plan လုပ်ပေးပါမယ်လေးရဲ့ဒီ YouTube channel လေးမှာလည်းပေါ့နော် noise controlling လုပ်တဲ့ tutorial လေးလည်းတင်ပေးထားပါတယ်အဲ့ဗီဒီယိုလေးလည်းသွားကြည့်လို့ရပါတယ်အဲ့တော့လေးရဲ့မဟာနှာခေါင်းကြီးရနေပြီးတော့မဟာနှာခေါင်းသေးသေးလေးဖြစ်ဖို့အတွက် plan ပါမယ်ဘေးနားလေးမှာပြထားတဲ့ tutorial လေးမှာ noise controlling tutorial လေးသွားကြည့်ပါပြီးရင်အခုလေးရဲ့နှာခေါင်းဘေးနားလေးမှာဆိုညွညွကြီးတွေကြီးလာညွညွကြီးတွေဖြစ်နေကွာအဲ့ဒီညွညွကြီးတွေကိုတက်တာစေဖို့အတွက်လေးကအဲ့ဒီ eyebrow palette ထဲကအညိုရောင်အနုအယောင်လေးကိုလေးကသုံးလိုက်ပါတယ်ပြီးတော့ပါရုပ်ချမယ်ပေါ့နော်ပါဖောင်းဖောင်းလေးကပါဖောင်းဖောင်းကြီးကနေပြီးတော့ပါရုပ်တွယ်လေးဖြစ်အောင်လုပ်ချပါမယ်ပါရုပ်ချတာဖြစ်တဲ့အတွက်ပါရုပ်ပုံမှာချမယ်ပေါ့နော်ပါရုပ်ရဲ့အောက်ရောက်သွားတာတွေပါရုပ်ရဲ့ပေါ်ရောက်သွားတာတွေဆိုရင်တော့တိတ်ပြီးတော့မလှပါဘူးအဲဆိုပါရုပ်ချထားရဲ့ဘက်နဲ့ပါရုပ်မချထားရဲ့ဘက်နဲ့ကတိတတ်တာကိုပြောမယ်ဆိုတွယ်လေးဖြစ်နေရပေါ့နော်အဲ့တော့ပါရုပ်ကိုနှစ်ဖက်လုံးချလိုက်ပါမယ်အကြောင်မဲဖြစ်မနေအောင်လေအသေးချ plan လုပ်ဖို့လည်းလိုသေးရနော်မဟုတ်ရင်ပါရမဲဖြစ်နေတော့မလှပါဘူးအခုကတော့ဒါလေးက lip contour ပေါ့နော်နှာခမ်းကိုလူရဲ့နှာခမ်းကိုပုံမှန်ထပ်ပို့ပြီးတော့နည်းနည်းလေးထူလေးဖြစ်အောင်လို့လေးကနှာခမ်းအောက်နှာခမ်းရဲ့ထောင်သားလေးမှာဒီအညိုလေးနဲ့လိုက်ထည့်လိုက်တော့နှာခမ်းလေးကဖူးထွက်လာတဲ့ပုံစံလေးရပါတယ်နောက်တစ် step ကတော့ပါနီပါဘယ်လိုတော့တုံးစံနဲ့ပြရဆိုအဲ့လိုလေးဖြစ်တတ်ပါတယ်အဲ့ဒီပါနီတွေကမှဒီနောက်ဆုံးနည်းနည်းညိုဘက်ရောက်တဲ့အယောင်လေးကိုခုနတုန်းကကွန်ထရိုးလုပ်ထားတဲ့ဟာရဲ့အပေါ်ဘက်လေးမှာနှစ်ထင်ဘက်ထိအောင်လို့ခြေလိုက်မယ်ပေါ့နော်ပါနီကိုလေးကတော့အချက်အများကြီးသုံးတဲ့ထဲမှာမပါဘူးတချို့ကတော့ပါနီအများကြီးသုံးရတာကြိုက်တယ်ဒါပေမဲ့တချို့ကြလည်းပါနီနည်းနည်းလေးနဲ့လှပလေးဖြစ်ရတာကြိုက်ပါတယ်တယောက်တစ်မျိုးနဲ့ပုံစံတော့မတူကြဘူးပေါ့နော်အဲ့တော့နောက်တစ်ဖက်ကိုလည်းပါနီလေးတင်ပါမယ်ဒါဆိုရင်တော့ make up လို့လှပလေးရပြီပေါ့နော်ပါနီဆိုတော့ကြီးလိုက်လေတော့ပါလျက်ရေးလေးဖြစ်နေတဲ့ပုံစံလေးဖြစ်အောင်လို့ပါနီထည့်ရခြင်းဖြစ်ပါတယ်နှာခမ်းနေရောတော့ဒီကဒီ color cosmetic ကနှာခမ်းနေလေးဆိုပါမယ် number 3အယောင်လေးပါဒီ color cosmetic ကနှာခမ်းနေလို့လည်း review လုပ်ပေးထားရှေ့ပေါ့နော်အဲ့ဗီဒီယိုလေးလည်းရိုးရ YouTube channel မှာတင်ပြီးသားပါပြီအဲ့တော့အဲ့ဗီဒီယိုလေးမကြည့်ရသေးဘူးဆိုရင်တော့ကြည့်လိုက်ပါဒီအကြောင်လေးကလေးရဲ့ favorite ထဲမှာပါတဲ့အကြောင်လေးဆိုပြီးတော့ပြောထားသေးရပေါ့နော်အဲ့ထဲမှာဆိုရင်ဒါ number 3အကြောင်လေးပါလိမ်မုံမှနည်းနည်းလေးရင်းနေဘက်ကိုသွားတဲ့အကြောင်လေးဒီ make up look နဲ့လိုက်မဲ့အကြောင်လေးကိုရွေးထားပါတော့အဲ့တော့လေးရဲ့ make up look လေးကတော့ပြီးဆုံးသွားပါပြီ